ဒါကတော့လက်လက်ဆက်ဆက်ဖြတ်တောက်ထားတဲ့ဂျိုသားကြောရိုးတစ်ခုပါဆက်စုချင်းစိတ်ရှိတဲ့ကောင်လေးကအဲ့ဒါကိုသူ့ကြောပေါ်တင်လိုက်တဲ့အခါခဏချင်းမှပဲအဲ့ဒီကြောရိုးကသူ့ခန္ဓာကိုယ်ထဲကိုစိတ်ဝင်သွားပါတယ်ဒါပေမဲ့ကောင်လေးကတော့အဲ့ဒီခံစားချက်ကိုသဘောကျနေပုံရပါတယ်လောင်ကင်ထဲမှာပိတ်မိနေတဲ့ဂျိုသားတတဝါကဒါကိုမြင်တော့မတက်ကားတဲ့အပြုံနဲ့ပြုံးလိုက်ပါတယ်မကြခင်မှာပဲကောင်လေးရဲ့ခန္ဓာကိုယ်ဟာထင်းချုံမှုကင်းမဲ့သွားပြီးဂျိုသားတတဝါကိုလှုပ်ပြီးဖို့ကြိုးစားပါတော့တယ်အတန်ကြားလို့ကောင်လေးရဲ့ဖခင်ပြေးဝင်လာပြီးတားဆီးဖို့ကြိုးစားတဲ့အခါမှာတော့ဂျိုသားကကောင်လေးရဲ့ခန္ဓာကိုယ်ကိုအလုံးစုံထိန်းချုပ်လိုက်ပြီးအခြားသူတွေကိုတတိစကားပြောလိုက်ပါတယ်အဲ့ဒါကတော့သူ့ကိုယ်သာလွတ်မပေးရင်ကောင်လေးလည်းအသက်ရှင်မှာမဟုတ်ဘူးဆိုတာပါပဲအသက်လူရမယ့်အရေးကြီးတဲ့အချိန်မှာပဲကောင်လေးရဲ့ဖခင်ကသူ့စီကိုအမြန်ခုံအုပ်လိုက်ပြီးကြောပေါ်ကကြောရိုးကိုအချိန်မိဆွဲခွာလိုက်ပါတယ်ကောင်လေးဟာချက်ချင်းပဲတတိလွတ်သွားပါတော့တယ်ကောင်လေးကဘာဖြစ်လို့ဒီလိုအရာမျိုးကိုသူ့ကိုယ်သူကတ်လိုက်ရတာလဲဆိုတာကိုလူတိုင်းကစဉ်းစားမရဖြစ်ပြီးနိုင်မလည်နိုင်အောင်ရှိနေကြပါတယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကဂျိုသားတတဝါကိုအနီးကဆက်ဆက်ဆူဆူနဲ့လေ့လာနေပါတယ်သူတတိလက်လွတ်ဖြစ်သွားတဲ့ခဏမှာပဲဂျိုသားရဲ့ဖမ်းဆွတ်ခြင်းကိုခံလိုက်ရပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲအမျိုးသမီးတစ်ယောက်ကကြောက်တုတ်ကိုကောက်ကင်ပြီးဂျိုသားကိုရိုက်နှက်လိုက်တာကြောင့်အဲ့ဒီလူကိုအချိန်မီကဲတင်နိုင်ခဲ့ပါတယ်